နေ့တော့လာတေးအေးအေးလေးတစ်ခါပြောပြမှာဖြစ်ပါတယ်ခင်ဗျာဒီတော့ကော်ဖီရောပေါ့နော်ကော်ဖီစီကိုအမုံကြည့်ပါမယ်50 gram ရအောင်အမုံကြည့်မှာဖြစ်ပါတယ်ကျွန်တော်ဆိုင်မှာကော်ဖီစီ2မျိုးသုံးနေပေါ့နော်မေတော်လေးကြက်အောင်လော်ထားတာနဲ့စောင်းရမ်းကြက်အောင်လော်ထားတာဆိုပြီး2မျိုးရှိရပေါ့နော်ပြီးရင်ချိန်ဆက်ပေါ်ထည့်ပြီးတော့50 gram ကိုချိန်မှာဖြစ်ပါတယ်50 gram ကိုအလိုမျိုးလေးစုံလေးနဲ့ထည့်ပြီးတော့ချိန်ပါရမယ်ကျွန်တော်ကအခုမှစပြီးတော့လုပ်တဲ့သူမို့လို့ဒီလိုမျိုးချိန်ပြီးတော့ထည့်နေရပါဘောနော်ပုံမှန်လုပ်နေကြသူတွေကတော့အလုပ်ရနေကြတာပဲဒီလားတို့ကပြီးရင် coffee ခဲမနေအောင်မလို့မွေးရလေးနဲ့မွေးမယ်အဲ့လိုလေးတေချာလေးအောက်ဒီအားအောက်ချီဒီအားမွေးပြီးမှဖြစ်ပါတယ်ပြီးရင်နည်းနည်းလေးစောင့်ပါမယ်ညီတော့အောင်ပေါ့နော်ပြီးရင်လက်ရလေးနဲ့လက်လိုက်ပါမယ်အဲ့လိုမျိုးလေးလက်ပါမယ်လက်ပြီးသားရင်အပေါ်ကနေပြီးတော့လက်ကို90 degree ထားပြီးတော့တစ်ခါဖိလိုက်ပါမယ်တစ်ခါပဲဖိရပါမယ်ဘေးမှာကပ်နေတဲ့ coffee မောင်လေးကိုလက်နဲ့တက်ချပြီးရင်တော့ဆက်ကိုရှင်ရွေးရင်ထုတ်ပါမယ်ထုတ်ပြီးရင်တက်လိုက်လို့ရပါပြီပြီးရင်တော့ coffee ချက်နဲ့ခွက်လေးယူပြီးတော့အောက်ကနေခန်းထားလိုက်ပါမယ်အဲ့လိုမျိုးလေးဒီစားလေးခန်းထားပါမယ်တစ်ချက်နှိပ်မရလို့နှစ်ချက်နှိပ်ပါတယ်ပြီးရင်တော့ coffee အနက်လေးကြာလာမှာဖြစ်ပါတယ်အဲ့လိုမျိုးလေးကြာလာမှာပေါ့နော်လလေးကြာလာမှာပါဒီကြာလာမှာပါဒီကြာနေတဲ့အချိန်မှာကျွန်တော်တို့ကခွက်ယူပြီးတော့တက်ပြရှိရထည့်ထားမှာပါဒါကတော့နားလို့ပေါ့နော်နိုစိမ့်ကို80 ml ထည့်ပါမယ်80 ml ထိပြည့်အောင်ထည့်လိုက်ပါမယ်ပြီးရင် restart လေးကိုမမေ့ပါနဲ့ဒါကတော့ aroma creamer ပေါ့နော်သူကတော့ဘာမှမဟုတ်အရောင်လာအောင်လုပ်ပြီးသူ့ကို30 ml ထည့်ပါမယ်မေ့ချင်ခဲ့တာတခုက syrup ပေါ့နော် sugar syrup အကောင်ကို25 ml ထည့်ပါပါဒါကတော့ခုနကထုတ်ထားတဲ့ coffee ပေါ့နော်သူ့ကို60 ml အခုနောင်းထည့်လိုက်ပါမယ်ကျွန်တော်ကဘယ်တမ်းမဟုတ်လို့ညာဘက်ကိုပြောင်းခံလိုက်ပါတယ်ပြောင်းခံပြီးတော့အဲ့လိုလေးလှုပ်ပြီးတော့ဒီစားလောင်းထည့်လိုက်ပါမယ်ကိုတောက်မှမလို့60 ml မကတာကိုလည်းအကုန်လုံးလောင်းထည့်လိုက်ပါတယ်ပြီးရင်တော့ဇုံးယူပြီးတော့ဒီစားလေးမွေးလိုက်ပါမယ်ပြီးရင်တော့ရေခဲတွေအပြည့်အသိထည့်ပါမယ်ပြည့်သိပြီးတော့ထည့်မှာပါရေခဲအများကြီးကြိုက်ပါတယ်ဒီအဲ့လိုစောင့်ကြည့်ပါမယ်စောင့်ကြည့်ပြီးရဲ့လိုသေးတဲ့သူရောထပ်ထည့်ပါတယ်ဘုံကိုတိကျပြန်ပိတ်ပါရဲ့တာရာရပါပြီဒါတေးအေးအေးလေးတစ်ခါရပါပြီဟာ focus ကဘာလို့မပြတ်တော့လဲဒါနေတောက်ချင်စရာလေးမလားတာရာဒါတေးအေးလေးတစ်ခါပါ